တကြံကြရင်တော့ကျုံမေးကိုကြွကြပါ တတော့မှနာမည်ကြီးနေတဲ့အဖွားကို NC သတင်းဌာနကဖြူထားတာလေကျွန်တော်နဲ့အတူတူအင်တာဗျူးကိုလိုက်ကြည့်လိုက်ကြရအောင်ဗျာ အဖွားက TikTok မှာအရန်နာမယ်ကြီးနေလို့အပြောဆိုဒီလောက်ဆိုအောင်ဘာသူတင်ပေးလိုက်တာလဲ အေးဘယ်အကောင်လက်ကမြင်လိုက်လဲမသိပါဘူး ဟေးအခုချိန်ကြီးလဲတရားမရသေးဘူးလားဖျားတရားလောက်ရမယ်အရွယ်ဆိုတာမေ့နေတာလား အဲ့ဒါနှစ်ဆောက်ကူပါလားနှုတ်ပြမရဲ့ ကျမဘာသာနှုတ်ပြတာအဖွားနဲ့ဘာဆိုင်တော့ အေးလေအဲ့ဒါကိုငါဘာသာတရားလှုပ်လို့မလှုပ်လို့စပဖြစ်တယ် အခုကြည့်တဲ့လူတွေကိုဘာပြောချင်သေးလဲ ငါလည်းအသက်ကြီးပြီးလက်မကမြင်ကြပါနဲ့လို့ဒါပေမဲ့ငါလည်းရွှကျင်သေးတာတကြံကြရင်တော့ကျုံမေးကိုကြွကြပါရေအဝတိုက်မယ် အားလုံးပဲကျေးဇူးတင်ပါတယ်ကျွန်တော်လူလင်ပိုင်ဆိုပါ ပိုင်ဆိုပါလူလင်ပိုင်ဆိုပါ